အားလုံးပဲမင်္ဂလာပါရှင်အားလုံးပဲမင်္ဂလာပါရှင်မတို့ရေဒီနေ့ကပေါ့နော်ညီမလေးတို့အိမ်မသူဆိုင်လေးရဲ့ဆိုင်လေးရဲ့ဒီအထိမ့်မဲ့ဒီတွေဖြစ်ပေါ့နော်အကိုနဲ့မနေပြီးတော့ဒီညီမလေးတို့ဒီဆိုင်ရဝန်ထမ်းတွေကုန်လို့ပေါ့နော်ဟုတ်ကဲ့ဒီဂျိုမှာဟော့ပေါ်လေးလိုက်တွေ့တာပါရှင်ဒီမှာဆစားနေပါပြီရှင်ကဲညီမလေးဟိုပချမ်းလေးလိုက်ပြအောင်မယ်နော်ကိုတို့အမတို့ဟုတ်ကဲ့ဒါဒီမှာပေါ့နော်ညီမလေးတို့တစ်ခုရောက်နေရတော့ဂျိုဟော့ပေါ်ဆိုင်လေးပါရှင်ဒါတော့ဆိုင်ရအချောဆုံးလေးမေးစင်ပါရှင်အားတော့မနေမိပါရှင်စားကြပါဦးရှင်ဒါတော့မနနာပါရှင်စားကောင်းလားဒီမှာလေးဟိုပတ်ချမ်းလေးမှာလိုက်ပြပေးဦးမယ်နော်ကဲဒီဘက်မှာအကိုနဲ့မှာပါရှင်ကဲဒီမှာအမစားကြပါဦးရှင်ဒါညီမတို့ဆိုင်ရပါတော့ကဲဒီမှာတော့ဒါဆိုင်ရမမငိမ့်ပါရှင်စားလို့ကောင်းလားမကြီးစားကြပါအောင်လို့ပြောလိုက်ပါဒီဘက်ချမ်းမှာတော့မတ်တန်တာပါရှင်ဒါဥပဒါကဲမယ်ဆိုင်မှာကြော်ညာပေးနေရညီမလေးခုရောက်နေရတော့ဂျိုဟောပေါ်ဆိုင်လေးပါနော်ကဲဒီဘက်ချမ်းမမိတ်ဆက်ပေးဦးမယ်နော်ဒါတော့မဝေစင်ပါရှင်စားကြပါဦးကဲဒီမှာတော့မစင်ပါရှင်ကဲအချောလေးမစင်ပါဒီမှာတော့ကိုလည်းမဒါဒီမှာတော့ကဲဒီညမေဒီမှာနော်ညီမလေးမှာထားတာလေးနဲ့ရိုက်ပြပေးဦးမယ်နော်ကဲစားကြပါဦးရှင်ညီမတို့ခုရောက်နေရလေးကဂျိုဟော့ပေါ်ဆိုင်လေးပါနော်ဒီနေ့တွေကတော့ညီမတို့ဆိုင်လေးရဲ့ဒီဆိုင်နှစ်ဖွင့်ပွဲအထိမ့်မှတ်လေးဖြစ်နေပေါ့နော်ဒီမှာပါရှင်ကိုမမလေးကိုလည်းခေါ်တယ်နော်စားကြပါဦးရှင်ဒီမလေးတို့အိမ်မသူဆိုင်လေးကိုအားပေးတယ်တယောက်ချစ်ခင်ယုံကြည်စွာအားပေးတယ်တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင့်ကိုကပေါ့နော်ဆိုင်ပေးအိမ်မသူနဲ့ရွှေပြည်လေးစိန်နာဆိုင်ကလေးဖြစ်တဲ့အိမ်မသူ Residential Jewelry ဆိုတဲ့ဆိုင်လေးဖြစ်ပါရနော်ကဲညီမလေးတို့ဆိုင်လေးကိုချစ်ခင်ယုံကြည်စွာအားပေးကြတယ်တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင့်ကဲဒီမှာကြည့်စားကြပါဦးကဲစားကြပါဦးနော်ကိုမတွေမလာရှမ်းကောတွေရောဒါညီမတို့ဆိုင်ရလူအကုန်လုံးပေါ့နော်ဒါကြတော့ဆိုင်သေးဖွင့်ပွဲရဲ့အထိမ့်မှတ်လေးအနေနဲ့ပေါ့နော်ညီမလေးရိုက်ပါထားတယ်ဒီမှာနော်အခုဒီဆိုင်လေးကတော့ဂျိုဟော့ပေါ်ဆိုင်လေးပါရှင်ကဲကိုမမတွေကိုလည်းခေါ်တယ်နော်ဒါစားကြပါဦးရှင်ကဲညီမလေးနှုတ်ဆက်ခဲ့ပါတယ်နော်ကိုမမတွေအိမ်မတို့ဆိုင်လေးကိုချစ်ခင်ယုံကြည်စွာအားပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ရှင်